တချို့တော့ language လန်တိုင်းမှာဆိုလို့ရှိရင်သူတို့ language ကို2ခု3ခုတပြိုင်တည်းပေါ့နော်လေ့လာချင်တာမျိုးရှိရဲအဲ့တော့မိကုန်းနေရကြဘယ်လိုလဲဆိုလေ့လာလို့ရလား English ကိုလုပ်နေလို့ Japanese ကိုလေ့လာလို့ရလားကိုကလုပ်နေစေဘာသာရပ်တစ်ခုရှိတယ်အဲ့ဒါကိုမှနောက်ထပ် language တစ်ခုထပ်ပြီးတော့လေ့လာလို့ရလားဆိုတော့မိကုန်းလေးရှိလာတယ်အဲ့တော့အဲ့ဒါကဘယ်လိုလဲဆိုတော့လူပေါ်မှာမူတည်ရဲ့အကယ်၍ကိုယ့်ရဲ့လုံနိုင်စွမ်းပေါ့နော်ကိုယ့်ရဲ့ပြီးနိုင်တဲ့အချိန်ပေါ်မှာမူတည်ရဲ့ကိုယ်တခြားအလုပ်တွေလုပ်နေကိုယ်မှာတခြားအလုပ်တွေရှိသေးရဲ့အဲ့ဒါကိုမှဒီ language ကို2ခု3ခုတပြိုင်နက်တည်းလေ့လာမယ်ဆိုလို့ရှင်တာဒါနည်းနည်းအခက်တွေ့တဲ့အခြေအနေတစ်ခုမှဖြစ်သွားပြီပေါ့နော်ကိုကဘယ်လောက်အထိဒီ language တစ်ခုတစ်နေ့မှာဘယ်နိုင်အချိန်ပေးမလဲဆိုတဲ့အရာပေါ်မှာလည်းမူတည်ပြီးဆိုတော့ language 2ခု3ခုလေ့လာလို့ရလားဆိုရင်ရတယ်ဒါပေမဲ့ကိုယ့်ရဲ့လုံနိုင်စွမ်းနဲ့ကိုယ့်ရဲ့ပြီးနိုင်တဲ့အချိန်ပေါ်မှာမူတည်တယ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်စဉ်းစားကြည့်ပါကိုဘယ်လောက်အထိလုံနိုင်မလဲဆိုတာစစ်ပြကြပါစေ